ဒီနေ့ဆိုရင်ရှေ့ရမြောက်နေရောက်လာဦးဇင်းတို့ဒိဋ္ဌံစခန်းနေဆိုရင်တော့9ရက်စခန်းပေါ့အခုကတော့ဒီ online စခန်းမှာကြတော့9ရက်ပေးထားတယ်9ရက်ပေးထားတော့ဒီ2ရက်ကတော့ယောဂီတို့အတွက်အပူစုပေါ့ဘာဖြစ်လို့လဲဆိုတော့9ရက်လုံးဒါရှိမှထိုင်လာခဲ့တယ်သီလတွေတမာရီတွေမနှဲပါဘူးတနေ့ကိုမိမိတို့အိမ်မှာရသလောက်အားထုတ်တယ်ဆိုပေမဲ့တနေ့3ချိန်နဲ့ကိုရတဲ့အချိန်လေးမှာတချို့လည်း2ချိန်ရတဲ့အချိန်လေးမှာကြိုးစားနဲ့အတိတ်တံမပြတ်ကြိုးစားအားထုတ်နေကြတဲ့သီလတွေတမာရီတွေပြည့်စုံလာကြစခန်းနေမှာဆိုရင်တော့9ရက်နဲ့ပြီးသွားတာပေါ့ဒါပေမဲ့အခုမိမိတို့ဒီ2ရက်ကအင်မတန်ကောင်းသွားပြီစကမ်းမှာ9ရက်နဲ့အားထုတ်ပြီးတော့တရားထိုင်လို့ကောင်းရှုမှတ်လို့ကောင်းစိတ်တရုပ်တွေကြည်ပြီးတော့ဇောတွေလည်းကြာပြီးတော့ရှုွက်တွေလည်းဝင်လာပြီးဆိုတဲ့ချိန်ကြတော့မှအတိတ်တန်စကမ်းကပြည့်သွားတော့အခု9ရက်ဆိုတော့မိမိတို့ဒီသီလတွေတမာရီတွေနဲ့ဒီ2ရက်ကအေးဆေးဆေးသွားနိုင်သွားပြီရှေ့ပိုင်းမှာတော့ဒါဝေဒနာနဲ့ပေါ့လုံထွေးပြီးတော့စိတ်တွေတည်ငြိမ်အောင်စူးစီးရတယ်စိတ်တွေမပြန့်လွင့်အောင်စူးစီးရတယ်ခန္ဓာပေါ်မှာစိတ်ကိုတတိကလောက်အောင်သီလတွေတမာရီတွေနဲ့စောင့်ထိန်ပြီးတော့ရုန်းကန်ခဲ့ရတဲ့ဇောတွေကလည်းတဖြည်းဖြည်းနဲ့အခုတော့ကျလာပြီအကြပိုင်းကိုရောက်လာပြီပေါ့အဲ့လိုဇောတက်တာကနေဇောကျသွားတာကိုယောဂီတို့သတိထားမိလားကိုဇောဆိုတာလောဘရဲ့အမည်ဒေါသရဲ့အမည်မောဟရဲ့အမည်တစ်မျိုးပဲစာလို့ဦးဇင်းတို့ကလောဘကိုရှုဒေါသကိုရှုမောဟကိုရှုတကယ်ထိုင်တော့လောဘလည်းမတွေ့ပါဘူးဒေါသလည်းမတွေ့ပါဘူးမောဟလည်းမတွေ့ပါဘူးစာကိုမတွေ့တာပါခန္ဓာရဲ့သဘောကတော့ဇောတွေတွေ့မှာဖြစ်လို့ခြင်းမဖြစ်လို့ခြင်းဇောတွေဝေဒနာတစ်ခုဟာဒါတဲချက်တစ်ခုပဲယောဂီတို့ခန္ဓာမှာဒီဝေဒနာတဲချက်သည်ဘယ်သူမှပျောက်ပြတ်ခြင်းလို့မရဘာဖြစ်လို့လဲဒီရုပ်ခန္ဓာကြီးရလာတဲ့အတွက်တက်ကြီးလေးပါးတိဆောက်ထားတဲ့ခန္ဓာအိမ်တက်ကြီးလေးပါးရဲ့မတိမငြိမ်ပြောင်းလဲဖောက်ပြန်နေမှုဟာဘယ်သူမှကိုယ်ပိုင်ကိုယ်ဆိုင်ဖန်တီးထားတာမရှိသည့်အတွက်ကြောင့်အကြောင်းတရားတစ်ခုနဲ့ကာယအကြည်နဲ့အောက်ကအမာနဲ့ထိတွေ့ပါများတော့ပြောင်းလဲဖောက်ပြန်လာတဲ့ဓာတ်ဤပူအေးတင်းတောက်ကျက်ဆို့လာတဲ့သဘောတရားတွေသည်တဲချက်တွေပဲဒီတဲချက်ကြီးကိုဘယ်သူမှမဖြစ်ချင်လို့မရအောင်ပြောင်းလဲပြစ်ချင်လို့မရအောင်ပျောက်သွားချင်လို့မရအောင်ဒီမရတဲ့ဟာကြီးကိုဇောဆိုတဲ့သဘောကဘာလဲဒီမရတာကြီးကိုမှကိုလှုပ်ချင်တယ်ဖြစ်နေတဲ့ဟာကြီးကိုတင်းတာတောင်းတာပူတာအေးတာညောင်းတာညာတာကြီးကိုခန္ဓာမှာဖြစ်ပေါ်လာတဲ့ယောဂကြီးဆွဲကပ်လာတဲ့ယောဂကြီးကိုပျောက်ချင်တယ်မဖြစ်ချင်ဘူးပျောက်ချင်တာကလောဘမဖြစ်ချင်တာကဒေါသစာလို့ပြန်တင်လိုက်တာဒါပေမဲ့ကိုယ်စိတ်ထဲမှာတော့ဒါကြီးကိုပျောက်သွားခြင်းနဲ့စိတ်ဒါကိုပဲလောဘအမြည်တက်မဖြစ်ခြင်းနဲ့စိတ်တနှုံနဲ့ဆင်းရဲနေရတဲ့စိတ်ဒါကိုဒေါသလို့အမြည်တက်တယ်အဲ့တော့အဲ့ဒီမဖြစ်ချင်ခြင်းဖြစ်ချင်ခြင်းဆိုတဲ့လောဘဒေါသဖြစ်လာတိုင်းမှာယောဂီတို့ခန္ဓာမှာတတိထားမိလားဇောတွေတက်လာဇောဘယ်ရဖြစ်တယ်လဲစိတ်ဤဇောသည်ဒီရင်ထဲကနေဘဝင်ကနေပြီးတော့တက်တယ်ခန္ဓာမှာမိမိတို့ထိုင်တော့ဦးဇင်းတို့ကနေပြီးတော့တတိပေးတယ်ဇောတက်နေပြီစိတ်ဇောလေးလျှော့လိုက်ပါစိတ်ဇောလေးလျှော့ရုပ်ဇောလေးလျှော့အာယုံဇောလေးဖြီးလိုက်ပါပြောတယ်မသိတဲ့ခါကျတော့မဖြီးတတ်ဘူးပေါ့
အဲ့တော့စိတ်ဤဇောသည်ဘယ်ကနေရှင်ပြီးထွက်တယ်လဲဆိုရင်စိတ်ဤနေအိမ်ဖြစ်တဲ့နှလုံးပြူအိမ်ဘဝင်မှာလာဖြစ်တယ်အဲ့တော့ယောဂီမှာဘယ်လိုခံစားရတယ်လဲရှင်ထဲမှာကြက်လာတယ်တင်းလာတယ်ဆို့လာတယ်ဒီရင်နဲ့ကြက်တာဆိုတာကြီးကိုဘယ်လိုလုပ်ရမလဲဖေဟာမေးကြဒါမပြုတ်သေးလို့ပေါ့ဒါဇောခေါ်တာပေါ့ဒီဇောဒီဘယ်လိုရှင်ပြီးဖြစ်လာတယ်လဲရုပ်ဤဖောက်ပြန်ပြောင်းလဲလာတဲ့ဓာတ်ဤသဘာဝတွေကိုဓာတ်အတိုင်းတိုင်းမထားဘဲနဲ့ဖောက်ပြန်မှုတိုင်းတိုင်းမထားဘဲနဲ့မဖြစ်ချင်တဲ့ဒေါသစိတ်ပြုလို့ပြင်လို့တဲ့လောဘစိတ်တွေကြောင့်ဇောဆိုတာကဖြစ်လာဒါဖြင့်ဘာလို့ဒီဝေဒနာကိုရှောင်ပြီးတော့အာနာပါနဇံဇောကိုပေးရတယ်လဲဆိုတော့အာနာပါနဇံဇောဒီကုသိုလ်စိတ်မိမိတို့ဒီဇံဇောမပေးထားရင်ဒီယုတ်ကြီးရဲ့ဖောက်ပြန်လာမှုပေါ်မှာလောဘဇောဒေါသဇောနဲ့ဒီယုတ်ကြီးကိုညှစ်ထားမယ်ကုတ်ထားမယ်မခံနိုင်တော့တင်းခံထားမယ်အဲ့တော့ဘဝင်မှာတင်းလာမယ်ကြက်လာမယ်မရတော့ပါဘူးဆိုဖြုတ်လိုက်မယ်ဒါကဘာလဲဆိုတော့အခြေခံဒီစိတ်ဤဇောတွေကိုလောဘဇောတွေအကုသိုလ်ဇောတွေကိုမနိုင်သေးသည့်အတွက်ကြောင့်အာနာပါနဇံတွန်းနာကန္နာရဲ့အရှိတရားလေးသည်လွတ်ရလွတ်ကြောင်းဒီစိတ်ကလေးကိုကုသိုလ်ဇောနဲ့ရှင်ပြီးတော့တရားဇောဝရိယဇောနဲ့တင်ပြီးတော့စိတ်ကလေးကိုဒီဝေဒနာကနေပြီးတော့လွတ်အောင်ဇံဇောလေးစိုက်အောင်ပေးထားတာအဲ့တော့ဇံဇောလေးစိုက်လာတဲ့အခါကျတော့ဒီရှုလေးကိုပဲတိလာတဲ့အခါကျတော့ဝေဒနာတက်လာလဲကိုယ်နဲ့မဆိုင်ဘူးအောက်မှာသူ့အတူတင်းတာတောင်းတာညောင်းတာညာတာဖြစ်နေတာကတပိုင်းအပေါ်မှာစိတ်ကလေးကနာသီဝရှုလေးမှာတည်ပြီးတော့ကိုယ်မှာလွတ်မြောက်ချမ်းသာနေတာကတပိုင်းဒါကဇံနဲ့လွတ်အောင်ပေးတာပေါ့အဲ့တော့ဇံနဲ့လွတ်အောင်ပြီးတော့နောက်တော့ဇံအားကိုလို့မရတော့စိတ်ကလေးကခြိတိုင်ပြောင်းပြီးတော့ဘဝင်မှာလေးလာတယ်ကြက်လာတယ်ဖြစ်ပါစေဖြစ်လာတာဒီကိုယ့်ရဲ့လက္ခဏာပဲမဖြစ်တာကြီးကိုတရားကလိုက်ရှုရတာမဟုတ်ဖြစ်တာတွေကိုတတိထားပြီးတော့ရှုရတာကိုဖြစ်နေတာကိုယ့်ရဲ့တရားပဲကိုဖြစ်နေတဲ့ပြဿနာကိုကိုဖြေရှင်းရမှာကိုယ့်ရဲ့တရားပဲအဲ့တော့ရှေ့ကပြောတာတွေကိုကိုနဲ့မဆိုင်ရင်မလိုက်ပါနဲ့ကိုဖြစ်နေတဲ့လက္ခဏာဒီကိုယ့်ရဲ့ဖြစ်နေစေသည်တရားအပွင့်မှာလေးတာကြက်တာရောက်နေတယ်မပြုတ်တတ်ဘူးဆိုလဲအဲ့ဒီလေးတာကြက်တာရဲ့အစလေဆုံးဖြစ်တဲ့သဘောလေးကိုပဲတတိထားပြီးတော့စောင့်ရှုဝေဒနာနဲ့တွေ့လို့ဝေဒနာခံစားနေရတယ်ခံစားမှုတွေမတွေ့သေးဘူးဘုရားဆိုရင်လည်းဒီခံစားမှုဝေဒနာဤသဘောတရားကိုနားလည်အောင်ရှုမြင်အောင်ရှုပေါ်စိတ်တွေကိုရှုလို့ပေါ်စိတ်တွေကိုရှုတတ်တဲ့ယောဂီတရားထိုင်တော့ဝေဒနာတော့လွတ်နေတယ်ဒါပေမဲ့စိတ်ထဲမှာစကားပြောနေတယ်ဖြစ်နေတဲ့စိတ်တွေတော့တွေ့နေရတယ်ဆိုရင်လည်းဖြစ်နေတဲ့စိတ်တွေဒီကိုရောက်နေတဲ့လက္ခဏာရှုဒီစိတ်တွေချုပ်ငြိမ်းပြီးတော့ရုပ်အတိုင်းတိုင်းလေးတည်ပြီးတော့ဖောက်ပြန်တဲ့အတိုင်းလေးထားပြီးတော့ဒုက္ခလည်းလွတ်နေတယ်ဒုက္ခလည်းလွတ်နေတဲ့ဥပိ္ပခာနေရာရောက်နေတဲ့ယောဂီကလည်းဥပိ္ပခာရဲ့နေရောက်နေတဲ့နေရာဒီကိုယ့်ရဲ့ရှုွက်ပဲကိုယ့်ရဲ့လက္ခဏာပဲအခုယောဂီတွေတရားတွေအားထုတ်ကြဘာဖြစ်လို့အားထုတ်ကြသလဲအပယ်လေးပါးကနေလွတ်ခြင်းနဲ့ဒီလိုဘဝတွေခံစားရတဲ့ဒုက္ခတွေဘဝရခြင်းရဲ့အိုခြင်းနာခြင်းသေခြင်းဒုက္ခတွေတံဝေကရပြီးတော့မလိုခြင်းတော့လို့အပယ်လေးပုံကိုထက်ခါမသွားခြင်းတော့လို့ဒီတရားတွေအားထုတ်ကြပါတယ်ပြောကြဦးဇင်းတို့ဒီတရားတွေဒီအကြောင်းအကျိုးကိုနားလည်သဘောပေါက်ပြီးတော့ထောက်ရှုရအကုန်သိမ့်ကျုံပြီးတော့ထိုင်ပြီးရောမဟုတ်ပါဘူးအပယ်လေးပုံဘာကြောင့်လဲတယ်လဲ32ပုံဘာကြောင့်လဲတယ်လဲလဲတတ်တဲ့တရားနဲ့မလဲတတ်တဲ့တရားပိုင်းခြားပြီးတော့တည်တော့မှဒီတရားတွေကိုရှုတတ်တယ်
အဲ့တော့ဦးစင်းပြောပြမယ်ဘသူကလဲပြီးတော့ဘသူကရက်တယ်ဘလို့ရက်ရတယ်လဲဆိုပါစို့တရက်ပင်တပင်မောင်တရက်သီးတွေကလည်းတီးနေတယ်တီးနေတော့ဒီတရက်သီးတွေကိုမတီးချင်ဘူးအဲ့တော့ပထမဆုံးစတွေ့တဲ့သူကဒီတရက်သီးကိုမတီးချင်တော့တရက်သီးတွေကိုခြွေချတရက်သီးတွေကိုခြွေချတော့တရက်သီးတွေခြွေချပေမဲ့လို့နောက်ထပ်ပြီးတော့တီးလာတယ်ခြွေချလို့မနိုင်ဘူးအဲ့တော့ဒါဖြစ်ရင်ဒီတရက်သီးခြွေလို့မရရင်ဒီတရက်သီးကဘာသူကြောင့်ဖြစ်နေတာလဲနောက်ကိုပြန်ကြည့်တော့တရက်သီးဒီသူ့ဟာသူတည်နေတဲ့သဘောမရှိဘူးဒီတရက်သီးလေးကအညာဆိုတဲ့အကြောင်းတရားကြောင့်အညာလေးရှိနေတဲ့အတွက်ဒီတရက်သီးလေးကတည်လို့ရတယ်ဟောအဲ့တော့ငါတရက်သီးတွေခြွေနေတာဒီတရက်သီးတွေကအညာကြောင့်ဖြစ်နေတာပဲဆိုတော့တရက်သီးကြီးမခြွေတော့အညာကနေဖြတ်လိုက်တဲ့အခါကျတော့တရက်သီးပါသွားတယ်အညာကဖြတ်ပြီးမဲ့လို့နောက်ထပ်သီးလာပြန်တယ်တရက်သီးတွေကဘာဖြစ်လို့ဒီတရက်သီးတွေကထပ်သီးလာပြန်လဲတရက်သီးဖြစ်တာဒီအညာကြောင့်ဖြစ်တာပဲအညာကိုဖြတ်တော့ဘာဖြစ်လို့တရက်သီးကပြန်သီးလာတာလဲစက်ကြည့်တဲ့အခါကျတော့ဒီအညာကဒီဂိုင်းမှာလာတည်နေတာပဲဂိုင်းရှိလို့ဒီအညာရှိတယ်အညာရှိလို့ဒီတရက်သီးရှိနေတာပဲအဲ့တော့ဂိုင်းကိုတွေ့သွားတော့ဂိုင်းကနေခြိုင်ချလိုက်ဂိုင်းကနေလည်းခြိုင်ချလိုက်တော့အညာလည်းပါသွားတယ်တရက်သီးလည်းပါသွားတယ်အဲ့တော့မှဒီဂိုင်းကနေခြိုင်လိုက်တဲ့ခါကျတော့ငါတရက်သီးကိုအရင်တော့လိုက်ချွေနေတာမှားနေပါလားအညာတွေလိုက်ချွေနေတာမှားနေတယ်သူ့ဖြစ်ကြောင်းကဒီဂိုင်းပဲလို့တွေ့တော့ဒီဂိုင်းကိုဖြုတ်ချလိုက်တော့အကုန်ပါသွားတယ်ဒါပေမဲ့လို့တရက်သီးတွေဆက်သီးလာပြန်တယ်ဘာဖြစ်လို့တီးရတာလဲငါဂိုင်းကနေခြိုင်လိုက်တာမကုံသေးပါလားဆက်ကြည့်တော့ဒီဂိုင်းကနေပြီးတော့ထွက်လာတာဒီဂိုင်းကထွက်တဲ့အကြောင်းကိုပြန်ကြည့်တော့ဒီပင်စီကြီးရှိနေလို့ပဲဒီပင်စီကြီးရှိနေတဲ့အတွက်ဒီပင်စီကနေဂိုင်းတွေထွက်လာရတယ်ဂိုင်းတွေထွက်လာရတဲ့အတွက်အညာဆိုတာဖြစ်လာတယ်အညာဖြစ်လာတဲ့အတွက်တရက်သီးဆိုတာတီးလာရတယ်ဒါဆိုဒီပင်စီကြီးကအကြောင်းပဲဆိုပြီးပင်စီကြီးကိုလှဲတယ်ဒါပေမဲ့လို့တရက်သီးတွေထပ်သီးလာပြန်တယ်ဒီပင်စီကတီးရတော့တရက်သီးကဘာလို့တီးရတာလဲမကုံသေးပြန်ဘူးအဲ့ဒါနဲ့အကြောင်းတရားကိုဆက်လိုက်တဲ့အခါကျတော့ဒီပင်စီကိုဖြစ်ပွားစေတဲ့ဒီပင်စီကြီးကိုရှင်သန်နေအောင်ထောက်ပံ့ထားတဲ့အကြောင်းတရားကဘာလဲလို့သူ့ရဲ့ပင်စီကိုကြည့်ပြီးပင်စီကိုဆက်လိုက်တဲ့အခါကျတော့ပင်စီရဲ့အောက်မှာမြေကြီးထဲမှာထိုးဝင်နေတဲ့အမြင်နိုင်တဲ့ဖုံးအုပ်ထားတဲ့ရေတောက်မြစ်ကိုသွားတွေ့ဒီပင်စီဖြစ်ကြောင်းဟာရေတောက်မြစ်ပဲဒီရေတောက်မြစ်ရှိလို့ဒီပင်စီဖြစ်တယ်ဒီပင်စီဖြစ်လို့ဂိုင်းတွေထွက်လာရတယ်ဒီဂိုင်းတွေထွက်တဲ့အတွက်အညာထွက်လာရတယ်အညာထွက်တဲ့အတွက်တရက်သီးတွေတီးလာရတာပါလားဆိုတော့တရက်သီးကိုလည်းခြွေတာမဟုတ်ဘူးဒီအညာကိုလည်းဖြုတ်တာမဟုတ်ဘူးဂိုင်းကိုလည်းဖြတ်တာမဟုတ်ဘူးပင်စီကိုလည်းဖြတ်တာမဟုတ်ဘူးဒါတွေကအကျိုးတရားတွေပဲတစ်လှည့်ပြန်မြင်သွားတော့အကြောင်းတရားကအောက်ကမမြင်နိုင်အောင်ဖုံးအုပ်ထားတဲ့ရေတောက်မြစ်ပါလားဆိုတော့ရေတောက်မြစ်ကနေဖြတ်ချလိုက်တော့ခါကြတော့ဒီပင်စီဖြစ်ကြောင်းရေတောက်မြစ်မရှိတော့အစာအာဟာရမရတော့ဒီပင်စီကြီးဟာတဖြည်းဖြည်းနဲ့ခြောက်သွေးပြီးတော့အကုန်လုံးပျောက်သွားရတယ်အဲ့တော့ရေတောက်မြစ်တည်တဲ့ခါကျတော့ပင်စီလည်းဖြစ်เสียမရှိဘူးပင်စီမဖြစ်တော့ဂိုင်းလည်းထွက်เสียမရှိဘူးဂိုင်းထွက်เสียမရှိတော့အညာထွက်เสียမရှိဘူးအညာထွက်เสียမရှိတော့တရက်သီးတီးเสียမရှိဘူးအဲ့ဒါလိုပဲဒါမိမိတို့ကိုပရိစ္ဆေသမုပ္ပါသဘောတရားကိုခန္ဓာမှာတရားကျင့်ရင်နားလဲအောင်ဥပမာပေးတာအဲ့ဒါလိုပဲမိမိတို့ခန္ဓာမှာကျင့်တော့ဦးဇင်းတို့ကဘာတွေကိုထိုးပြတယ်လဲရုပ်ရှုရုပ်ကိုရှုတယ်မဆုံးဘယ်ဆုံးမလဲ तू ကအကြောင်းတရားမှမဟုတ်တာ तू ကအကျိုးတရားကြီးဝေဒနာရှုဝေဒနာတွေရှုတယ်ခံစားရတဲ့စိတ်ကိုရှုတယ်
ဒုက္ခနဲ့တွေ့တော့ဒုက္ခဝေဒနာခံစားဒုက္ခနဲ့တွေ့တော့ဒုက္ခဝေဒနာခံစားဥပိ္ပခနဲ့တွေ့တော့ဥပိ္ပခဝေဒနာခံစားမှုရှုတော့ရောဆုံးသလားမဆုံးပါဘူးဘာလို့မဆုံးတယ်လဲသူကအကြောင်းတရားမှမဟုတ်တာသူ့နေရာနဲ့သူအကြောင်းအကျိုးတွေရိုက်နေတာတင်ညာတွေ့တယ်တင်ညာရှုသင်္ခါရတွေ့တယ်သင်္ခါရရှုဒါဘာကိုတွေ့နေတယ်တရသီးတွေတွေ့နေတာမိမိတို့ကဒါကိုပင်စီကြီးထင်ပြီးတော့ရေတောက်မြစ်ကြီးထင်ပြီးတော့လိုက်နေကြဒီစိတ်တွေရှုတော့ရောဒီစိတ်တွေငြိမ့်သလားစိတ်ဖြစ်ကြောင်းကတိတော့မှဒီစိတ်တွေကအကြောင်းတရားထင်ပြီးလိုက်နေပေမဲ့ဒီစိတ်တွေမငြိမ့်တာအကျိုးတရားပြန်ဖြစ်နေဒီစိတ်တွေဘာကြောင့်မငြိမ့်တယ်လဲကြည့်တော့စိတ်ဖြစ်ကြောင်းအာယုံဒီအာယုံတွေထွက်တဲ့အတွက်ဒီစိတ်တွေထွက်ရတယ်အဲ့တော့စိတ်ဖြစ်ပြီးညှစ်ပြီးဆိုတော့တင်ညာပေးပြီးဝေဒနာဖြစ်ပြီးခံစားရပြီအဲ့ခံစားမှုဒီဘယ်သူကြောင့်ဖြစ်တယ်လဲဆိုတော့ဖြစ်ပေါ်လာတဲ့သဘောပေါ်မှာတတ်မှတ်ချက်တွေကြောင့်ဝေဒနာဆိုတာဖြစ်တယ်ယုတ်ကဖြစ်လာဒီနားကနေအတန်ကြားတဲ့ပုံမှာတတ်မှတ်ချက်ကလေးပေးလိုက်တာနဲ့ပညာပေါ့ဘယ်သူတန်ဘယ်ဝအတန်အာဒီအတန်ကတိုးတယ်ကျဲတယ်စူညံတယ်ဟောယုတ်ကဖောက်ပြန်လာတဲ့ခါကျတော့ဒီဝေဒနာကြီးကတင်းတယ်တောင့်တယ်ညောင်းတယ်ညာတယ်ဆိုတဲ့တတ်မှတ်ချက်တွေကြောင့်ဒီတတ်မှတ်ချက်ကိုဆွဲပြီးတော့ဝေဒနာဆိုတာကိုယ်မှခံစားရအဲ့တတ်မှတ်ချက်လေးမပေးဘဲနဲ့တိတ်ဆိတ်လေးစကားမပြောတဲ့စိတ်ကလေးနဲ့ဖြစ်တဲ့အတိုင်းတွေကြည့်တင်ညာမထွက်ရင်ဝေဒနာမခံစားရပါဘူးဒီတင်ညာကတော့ရှုတော့ဆုံးသလားကြည့်တဲ့အခါကျတော့ဒီတင်ညာဖြစ်ကြောင်းကလည်းဒီဖြစ်ပေါ်လာတဲ့ဘောကိုလိုက်ပြီးတော့ညှို့နေတာ哦ဒီစိတ်ကလိုက်ညှို့တဲ့အခါကျတော့ညှို့တဲ့စိတ်ကြောင့်တင်ညာဖြစ်တယ်တင်ညာဖြစ်တော့ဝေဒနာဖြစ်တယ်အဲ့တော့တရသီးကအညာကြောင့်ပြီးနေတယ်အဲ့တော့ဒီညှိတက်တဲ့သဘောလေးကိုတိမ့်လိုက်တဲ့အခါကျတော့အညာကနေဖြုတ်ချလိုက်သလိုဒီတရသီးလေးမသိတော့လို့ဒီလိုက်ကြည့်နေတဲ့ကိုယ့်ရဲ့စေတနာလေးသိလို့တယ်မြင်လို့တဲ့စေတနာလေးကနေတိမ့်လိုက်တဲ့အခါကျတော့လိုက်ကြည့်တာလေးမရှိတဲ့အတွက်မသိဘူးသွားမသိတဲ့အတွက်တင်ညာမဖြစ်ဘူးတင်ညာမဖြစ်တဲ့အတွက်ဝေဒနာမဖြစ်ဘူးဒါတတွဲလုံးပါသွားတာပေါ့အဲ့လိုသင်္ခါရကိုရှုရင်းနဲ့ဆုံးသလားမဆုံးဘူးဒီစိတ်တွေထွက်နေပြန်တယ်စိတ်တွေကလည်းမကုန်ပြန်ဘူးဘာဖြစ်လို့ထွက်နေရတာငါလည်းရှုတာပဲအဲ့တော့စိတ်တွေကိုလိုက်ရှုနေလို့ကတော့မြစ်အလျားလိုက်လို့သလိုဖြစ်လာပြန်တယ်စိတ်ဖြစ်ကြောင်းကဘာတော့စိတ်ဆိုတာဘာလဲသိမှုတော်သိတယ်တခုခုပေါ်လာတယ်တော်သိတယ်အဲ့တော်သိတာတွေကဘာတူလဲကြည့်လိုက်တဲ့အခါကျတော့တော်ပြီးတော့သိတာလေးကကိုယ့်ရဲ့အာယုံလေးဖြစ်နေအခုယောဂီတို့ကိုဥစဉ်ကနာသီဝလေးကြည့်လိုက်ပါလို့အာယုံလေးဖော်လိုက်တယ်ယောဂီတို့စိတ်ကနာသီဝကိုရောက်သွားတာလေးကအာယုံဟောတင်းတာတောင်းတာလေးသွားကြည့်လိုက်နော်ဆိုရင်သွားကြည့်လိုက်တာလေးကအာယုံဒါအောက်ခြေပိုင်းမှာပေါ့အိုးအထက်ပိုင်းအာယုံကိုပြောတာမဟုတ်သေးဘူးအဲ့တော့ပြီးတော့မကြည့်ဘဲနဲ့ပထမအခြေခံမှာကိုနှာသီးဝလေးရှုလေးတတိလေးကတ်ထားလိုက်ရင်ဒါအာယုံလေးတိမ့်ထားလိုက်တဲ့အတွက်သွားမကြည့်ပြဘူးဒါတမာတိနဲ့စောင့်ထားတာပေါ့တမာတိလေးရှိတဲ့တတိလေးရှိနေသူရဲ့စိတ်ကမထွက်ဘူးမထွက်ရင်အကြောင်းမလုပ်ရင်အကျိုးဒုက္ခမရဘူးနောက်တော့ဒီဟာကိုတိမ့်လို့မရပြန်တော့ကြည့်တော့ဒီအာယုံရဲ့ထွက်ကြောင်းကဘာလို့လဲဒီယုတ်ကြီးရှိနေတာ哦ဒီယုတ်ကြီးကဖောက်ပြန်ပြနေတော့ဒီအာယုံကလည်းထွက်တာပေါ့အဲ့တော့အာယုံထွက်တဲ့ဟာကိုသိလို့မရတော့ဒီယုတ်ကြီးရဲ့ဖောက်ပြန်မှုကြောင့်ပဲဆိုပြီးတော့ဖောက်ပြန်မှုလေးတိုင်းထားဖောက်ပြန်မှုရဲ့ဘာကြောင့်ဖြစ်နေတာလဲဒီဖောက်ပြန်မှုတွေရှုတော့မဆုံးပြန်မဆုံးတော့ဒီဖောက်ပြန်မှုတွေဒီရထားတဲ့အကြည်တုံးကြီးကြောင့်အကြည်ကိုသွားတွေ့တယ်အဲ့တော့ဒီနေရာမှာဦးစင်းဖြတ်ခဲ့ပုံကိုနည်းနည်းတော့ရှင်းပြမယ်ကိုတွေ့လေးပေါ့ဦးစင်းကအဲ့လိုခန္ဓာမှာလိုက်ရင်နဲ့ဒီဝေဒနာဖြစ်ကြောင်းခံစားမှုလေးနာဝေဒနာမှာဖြစ်လာတဲ့အခါကျတော့ကြည်တော့ဟိုတလောကလည်းပြောပြီးသွားပြီပေါ့ဒါသွားပြီးတော့
ဆင်းရဲဆိုတဲ့တင်ညာလေးကြောင့်ဆင်းရဲတဲ့ဝေဒနာလေးဖြစ်နေတာသွားတွေ့တယ်အဲ့တော့ဆင်းရဲတဲ့ဝေဒနာစကားပြောတဲ့စိတ်ကလေးတွေရှုပြန်တော့မဆုံးဘူးဖောက်ပြန်မှုသွားကြည့်ရင်လည်းဒုက္ခရောက်ရှုလေးကိုသွားကြည့်ရင်လည်းဒုက္ခရောက်နာသီဝရှုလေးတက်ပြေးပြန်မှလည်းဒုက္ခရောက်အဲ့တော့လွတ်ကြောင်းမရှိတော့ဘာလို့သွားတွေ့လဲဆိုတော့အဲ့ဒီခံစားနေရတဲ့သဘောလေးပေါ်မှာဟိုးမျက်စိလုံးကနေလှမ်းပြီးတော့ညှစ်ထားတဲ့အာယုံလေးသွားတွေ့တော့သင်္ခါရသူ့ကြောင့်ပဲလို့သူ့ကိုဖြေလိုက်တော့လွတ်သွားတယ်ဒါပေမဲ့လို့စကားပြောတဲ့စိတ်တွေဒီမဖြစ်အောင်ဒီဝေဒနာခံစားရတဲ့သဘောလေးတွေ့နေရတယ်ဟိုအပေါ်ကနေပြီးတော့ညှစ်လို့ဒုက္ခရောက်ပါလားလို့ညှစ်တဲ့သဘောကိုလည်းသိသိထားရတော့ဒုက္ခပြန်ရောက်ပြန်အဲ့တော့ပြန်ကြည့်လိုက်တဲ့အခါကျတော့သူကသူသိမှုလေးကိုသွားတွေ့တယ်ဒီသိမှုလေးကမင်းဘယ်လိုပဲဖြစ်နေငါသိုံပဲသိတယ်လို့ထိုးပြလိုက်တယ်လို့အဲ့သိမှုလေးစီပြေးကတ်တယ်ပြေးကတ်တော့သိတာပဲအကုန်လုံးဖြစ်သမျှအကုန်သိမြင်လာသိကြားတာလည်းသိသမျှတွေအကုန်လုံးအစာပိုင်းတော့ဟိုဝေဒနာကြီးကလွတ်လို့ကိုယ်မှချမ်းသာနေသိပေါ်သမျှသိတာလေးကကိုယ်မှနေလို့ကောင်းတယ်နောက်တော့ပေါ်သမျှသိတာလေးဟာဒုက္ခရောက်လာတော့ဒီသိမှုဟာဒုက္ခကြီးပြန်ဖြစ်လာပြန်တယ်အဲ့တော့ဒီသိမှုဘယ်သူကြောင့်ဖြစ်တယ်လဲသိမှုကိုရှာလို့မရဒီသိမှုရဲ့ဖြစ်ကြောင်းနောက်တော့မှဒီသိတာကငါသိတာလားသူ့ဟာသူသိတတ်တဲ့သဘောရှိလို့သိတာလားလို့စင်ကျင်တဲ့စိတ်ကလေးညံလေးဝင်လာတော့မှဒီသိတာတွေကဟိုမှာဖောက်ပြန်မှုရှိရင် तू သိမှာပဲဒီသိတတ်တာလဲဖောက်ပြန်တာလဲသူ့ရဲ့အကျိုးတရားဖောက်ပြန်လို့သိတာကလည်းသူ့ရဲ့အကျိုးတရားသူ့ဟာသူသိတာယူငါသိတယ်ထင်ပြီးတော့ငါစိတ်ဆင်းရဲနေရတာပဲလို့သိမှုပေါ်မှာငါကွာတော့ငုတ်တုတ်ကြီးကြံခဲ့တယ်တခါတည်းဒီယုတ်ကြီးကအတိုင်းတိုင်းထိုင်ရဲ့အတိုင်းပဲငုတ်တုတ်ကြီးကိုကြံနေခဲ့တယ်ခန္ဓာ၅ပါးမှာအာတိဝိသောပမနဲ့တုတ်တန်နဲ့ပြောရင်မင်းချင်း၅ယောက်လိုက်ခန်းမှာလွတ်အောင်ယုံခဲ့ရတော့အဲ့ဒီနေရာနေပြီးတော့ဦးဇင်းတို့ဆက်ထွက်ရတယ်သူကသိတာလေးကို तू သိပြီအဲ့တော့ထိုင်နေပေါ်သမျှ तू သိမှုလေးကလွတ်တဲ့စိတ်ကလေးနဲ့ तू နေတာပဲဒီသိမှုပေါ်မှာအကြောင်းကင်းပြီးတော့ပေါ့ဝေဒနာတက်လာတယ်တက်လာတဲ့သိနေတာပဲသိနေတော့သိတဲ့အတိုင်းထားတာပဲရင်ထဲမှာကြက်လာတယ်သူက तू သိတဲ့အတိုင်းလေးထားတာပဲမျောသွားတယ်မျောတာလေးလည်းသိတဲ့အတိုင်းလေးထားတော့မျောတာလေးနဲ့ကတ်နေမှလည်းကိုမသိဘူးတဆင့်ပြန်ပြီးတော့ဝေဒနာတက်လာတာလေးနဲ့ကိုကတ်နေမှလည်းမသိဘူးငြိမ်တဲ့အတိုင်းသိတာပဲထားတယ်သိတာလေးကိုကတ်နေမှကိုမသိဘူးနောက်တစ်ဆင့်အဲ့နေရာရောက်တဲ့ယောဂီတွေကြတော့အဲ့ဒါဘာလဲဆိုတော့ယာကဆိုတဲ့တဏှာလူယုံတက်လို့သိတယ်ဆိုတာအခုထိုင်နေကိုဖြစ်တာလေးတွေတော့သူသိတာဒါပေမဲ့ကိုသိတာဟာဘာကြောင့်သိတာလဲလို့သိမှုလေးပေါ်မှာကတ်နေတဲ့တဏှာယာကကိုပြန်မမြင်ဘူးနောက်အဲ့သိတာလေးနဲ့နေတယ်ဒုက္ခရောက်လာတာသိတာလေးတိုင်းထားဒုက္ခရောက်လာတာပဲစိတ်ကလေးသိတာလေးတိုင်းထားရုပ်ကြီးကတင်းကျပ်ပြီးတော့ဆွဲဆုပ်ထားသလိုတခါတည်းကိုဒီမျက်လုံးကြောတွေရင်ပတ်ကြောတွေလက်မောင်းကြောတွေကိုလည်းတင်းတာမဟုတ်ဘဲနဲ့သူ့ဟာသူဆွဲဆုပ်ထားသလိုညှစ်ထားသလိုကြည့်တော့လဲကွဲနေတာပဲရုပ်ကြီးကလည်းသူ့ဟာသူတင်းကျပ်နေစိတ်ကလေးကြည့်တော့လဲသူ့ဟာသူသိတာပဲဒါပေမဲ့ဒုက္ခတော့ရောက်နေတယ်ဘာကြောင့်ဒုက္ခရောက်မှန်းပြန်မသိဘူးအဲ့တော့အဲ့နေရာမှာဦးဇင်းတို့တော်တော်ယုံရတယ်ငါဒုက္ခတော့ရောက်နေပြီရင်တော့လွတ်တယ်အခုသိရလေးတိုင်းထားတာဘာလို့မလွတ်တာတော့ကြည့်တဲ့အခါကျတော့ဘလို့မှလည်းကိုမလွတ်တတ်ဘူးမလွတ်တတ်တော့ဘာကိုပြန်ယူရတယ်လဲအာနာပါနဇံကိုပြန်ယူဒီသိတာဘာကြောင့်သိတာလဲကြည့်တဲ့အခါကျတော့နာသီးဘကိုပြောင်းလိုက်ရင်နာသီးဘကိုတော့သိတယ်ကြားတဲ့အတန်စီအာယုံလေးပြောင်းလိုက်ရင်ကြားတဲ့အတန်ကိုသွားသိတယ်တင်းနာတောင်းတာလေးသွားကြည့်ရောအာယုံလေးပြောင်းလိုက်ရင်တင်းနာတောင်းတာလေးကိုသွားသိတယ်တခုခုပေါ့ပေါ်ပြနေတဲ့ຢာတခုကိုအာယုံလေးပြောင်းလိုက်တာနဲ့အာယုံပြောင်းလိုက်တဲ့နေရာလေးမှာအာယုံပြောင်းလိုက်တဲ့အရာဝတ္ထုအာယုံပြောင်းလိုက်တဲ့သဘောလေးကိုသွားသိတာဒါဖြင့်သိတာကတရားခံမှမဟုတ်တာအာယုံပြောင်းသွားတာလေးကတရားခံပဲလို့သွားတွေ့တယ်တွေ့တော့မှဒီအာယုံပြောင်းတာလေးကိုလည်းမနိုင်ဘူးမနိုင်တော့ဘာဆက်လုပ်ရတယ်လဲဆိုတော့သဘောကိုသိကျင်တဲ့အတွက်အာနာပါနဇံကိုပြန်ကင်တယ်အရင်တော့အောက်ခြေတော့ရှူတာကဝေဒနာတွေလွတ်အောင်တမာရီရှိအောင်စိတ်ကိုတည်ငြိမ်အောင်အာနာပါနဇံရှူတာ
ရည်ရွယ်ချက်ချင်းမတူတော့အလယ်မှာရှုတဲ့ခန္ဓာ၅ပါးကိုသဘောပေါက်အောင်ရှုတာကြတော့ညှို့တက်တဲ့စိတ်ကြောင့်ပညာပေးတယ်ပညာပေးလို့ဝေဒနာဖြစ်တယ်ဝေဒနာဖြစ်တော့လောဘဒေါသဖြစ်တယ်ဆိုတဲ့အကြောင်းအကျိုးကိုသိလို့ဒီညှို့မှုသဘောလေးကိုသိကျင်လို့အာနာပါနဇံရှုပြီးတော့ညှို့မှုသဘောလေးကိုအာနာပါနဇံပေါ်မှာတင်ပြီးတော့လေ့လာတာအိုင်နောရှုခဲ့တာတစ်မျိုးဒါပေမဲ့အခုရှုတာကြတော့ဒီအာယုံလေးပြောင်းလိုက်တိုင်းမှာသိမှုတွေဖြစ်တယ်အဲ့သိမှုလေးအတိုင်းတိုင်းထားရင်သူကဝေဒနာတက်လာလို့တင်းကျက်လာလဲသူသိနေတာပဲဒါမဲ့ဒုက္ခကြီးရောက်နေတယ်အဲ့သိတာဟာတရားခံမဟုတ်ဘူးဒီဖော်ပြလာတဲ့အရာတို့တစ်ခုပေါ်မှာဖော်ပြလာတဲ့အကြောင်းတရားလေးတစ်ခုပေါ်မှာကိုယ်အာယုံလေးကပြောင်းသွားတာကိုကိုမသိတာပဲလို့ဒီအာယုံရဲ့အကြောင်းတရားကိုသွားတွေ့တော့ခန္ဓာမှာနော်အဲ့တော့မှအာနာပါနဇံကိုရှုရတဲ့ရည်ရွယ်ချက်အာနာပါနဇံပြန်ရှုတယ်ဘာလို့ရှုတာလဲဒီတိုင်းငြိမ်ငြိမ်လေးထားလို့ရှိရင်ရုပ်ထဲမှာတခါတည်းဆွဲဆုပ်ကတ်ညှက်ပြီးတော့တင်းကျပ်သွားတယ်တင်းကျပ်သွားတော့သူသိုံမဲ့သိနေတယ်ဒါပေမဲ့အဲ့အသိကိုအာယုံကိုပြောင်းအောင်ဘယ်လိုမှခွာလို့မရဘူးအဲ့ဒါကြောင့်အာနာပါနဇံကိုပြန်တင်ရှုတော့ရှုတဲ့အခါကျတော့ရုပ်ကပွားထားလာတယ်ဒီရုပ်ကိုလည်းဒီပွားတယ်ဒါပေမဲ့လို့ရေပြင်ကြီးမှာထိုင်ရတယ်လို့ပဲဒီရှုလေးကိုသွားသိရင်တော့စိတ်စားဝါရောကြောင့်ဒီရုပ်ကြီးကတင်းကျပ်ပြီးတော့သွားတယ်ရှုလေးကိုအောက်ခြေတော့လို့ဒါဝင်လေထွက်လေဒါရှုလေးပဲလို့သွားသိတဲ့အသိနဲ့ရှုလို့မရအောင်မသိတဲ့သဘောနဲ့ရှုမှရတယ်ရုပ်ကိုအရှုမှထားပြီးတော့ရှုတဲ့ဟာကိုကိုပြန်မသိဘူးရှုတဲ့တွင်းနာကန္နာဒီလေဝင်လေထွက်အဲ့ဒီအသိတွေမပါဘဲနဲ့အသိမပါဘဲနဲ့ရှုမှဒီရုပ်ကြီးကသူရှုတဲ့အတိုင်းထားပြီးတော့တိတ်ကလေးနောက်ကဒီကိုယ့်ရဲ့အာယုံလေးပြောင်းသွားတာလေးကိုပြန်ကဲခတ်တော့ဒီအာယုံပြောင်းတာလေးကိုတော်တွေ့တယ်တွေ့တဲ့အခါကျတော့ तू ကမျောလာမယ်ဆိုလို့ရှိရင်မျောတာလေးကိုတော့ကတ်တယ်အာယုံလို့ပြောလဲရတယ်တဏှာလို့ပြောလဲရတယ်ယာကလို့ပြောလဲရတယ်ကတ်တတ်တဲ့သဘော तू ကဒီရှုလေးရှုတော့မှ तू ကထင်ထင်ရှားရှားတော့တွေ့တယ်ငြိမ်နာလေးပေါ်ငြိမ်နာလေးကိုကတ်ထားလိုက်ပြီး तू မခွာတော့အဲ့ငြိမ်နာကြီးနဲ့ကတ်သွားရောဝေနာလေးပေါ်တယ်ဝေနာကြီးကိုတော့ကတ်ထားလိုက်တယ်အဲ့ကတ်တာကြီးနဲ့နေတယ်မခွာတော့အဲ့တော့မှအဲ့တော့ကတ်တော့မယ်အာယုံလေးကိုဖန်သိတော့အဲ့အာယုံလေးကိုပြန်သိမ့်တင်တယ်ရှုရင်းနဲ့အာယုံလေးပြန်သိမ့်တင်တော့ဟိုကငြိမ်နာကတက်အာယုံလေးသိမ့်တင်ထားတာကတက်ဟိုကဝေဒနာတက်အာယုံလေးသိမ့်တင်ထားတာတက်သွားမသိတော့ဒါပေမဲ့လို့သိနေတဲ့အသိရှိတယ်ဆိုဆိုတာတန်ကြီးလို့ပြောတာအဲ့တော့မှဒီအာယုံကိုရှုလို့သိတဲ့သဘောကိုနားလည်တာတော့ငါရှုလေးမရှုတော့ရင်ရောဒီရှုလေးမရှုတော့ရင်ရောဒီအာယုံငါသိမ့်တတ်ပါမလားပြန်စိုးရိမ်လာပြန်အဲ့တော့ရှုလေးမရှုဘဲနဲ့ရက်ကြည့်တော့ဒီအာယုံကိုကဲခတ်တဲ့ဉာဏ်ကသူကပြန်မနေဘူးအဲ့တော့ရှုလေးမရှုဘဲနဲ့ဒီအာယုံထွက်တာလေးတွေကိုနောက်ကဉာဏ်ကပြန်သိတယ်သိတဲ့အခါကျတော့မှဒီအာယုံထွက်ပြီးတော့ရှေ့ရဖောက်ပြန်ပေါ်ပြနေတဲ့စီတော်ကတ်မဲ့အာယုံလေးတွေကိုတွေ့လာတော့ရှုလေးမရှုလဲသူသိမ့်တက်လာတယ်အဲ့တော့အကဲခတ်ပါများတော့အဲ့ဒီအာယုံလေးတွေသိမ့်တော့ဒီအာယုံလေးသိမ့်လိုက်တိုင်းမှာအကြောင်းမလုပ်တိုင်းမှာစိတ်ဟာအင်မတန်ကြည်လင်းလာတယ်တတိအင်မတန်ကောင်းလာအကဲခတ်တယ်လို့ပြောတတိလို့ပဲပြောဒီအာယုံကိုပြန်တွေ့နေရတယ်သိမ့်တင်လိုက်တဲ့ခါကျတော့ဒီအာယုံလေးကိုသိမ့်လိုက်တိုင်းမှာတခါတည်းကိုကြည်ထက်လာတယ်စိတ်တွေတအားကြည်တက်ပြီးတော့ဖြစ်လာတော့ဒီယုတ်ကြီးရဲ့အကြည်တုံးကြီးကိုသွားတွေ့တယ်အဲ့တော့ဒီအကြည်တုံးကြီးကိုသွားတွေ့တော့အဲ့အကြည်တုံးထဲမှာဘာတွေပေါ်ပြနေတယ်လဲဆိုတော့အတွင်းထဲမှာတူတိတ်စကားပြောနေတဲ့စိတ်ကလေးတွေတွေ့လာတယ်အဲ့တော့ဒီစိတ်ကလေးတွေကိုသတိထားရင်းနဲ့အဲ့စိတ်ကလေးတွေကတစ်ချိန်မှာပထမတော့ကြဲလောင်နောက်တော့ကြဲလောင်ကနေပြီးတော့တဖြည်းဖြည်းတိုးသွားတယ်စိတ်ကိုရှုရင်းနဲ့အဲ့ဒီကြဲလောင်တိုးတိတ်ကနေပြီးတော့နောက်တော့စကားမပြောပါဘဲနဲ့တိနေတယ်အဲ့ဒီအတီလေးထိရောက်သွားတော့အဲ့ဒီအတီလေးကနေပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီအာယုံကလည်းငြိမ့်သွားတယ်ဒီစိတ်ကလေးတွေကလည်းချုပ်သွားတော့ဘာကြံကြတယ်ဆိုရုပ်ကဒီတိုင်းလေးပဲသူ့ဟာသူငုတ်တုတ်အကြည့်ထဲမှာသူတိနေရတယ်အဲ့တော့ကြည့်တဲ့အခါကျတော့ဟိုစကားပြောတဲ့စိတ်တွေကလည်းချုပ်ပြီးတော့ထားတယ်ဒါပေမဲ့လို့ကိုယ့်ရဲ့မျက်လုံးရှိမှလှစ်နဲ့ထွက်နေတာလေးတွေကသွားတွေ့တယ်ဒါဘလို့လဲခုနပြောတဲ့ငါအာယုံသိမ့်တင်လို့ချုပ်သွားတာလေးကအကြောင်းတရားချုပ်သွားတာလေးကိုမမြင်ဘူးချုပ်ပြီးတော့ဒီရုပ်ကအတိုင်းလေးအဲ့ဒီတိုင်းအကြည့်ထဲမှာမတည်ငြိမ်တဲ့လှစ်သဘာဝတွေဖောက်ပြန်နေတာတွေတွေ့နေတယ်
ဟိုအကြောင်းတရားဖြစ်တဲ့စိတ်ကလည်းနောက်မှကြည့်တော့ချုပ်နေတယ်ဒါဖြစ်ရင်ဒီချုပ်တာကဘာလဲရှေ့မှာထွက်တာကဘာလဲကိုဝေခွဲလို့မရအဲ့တော့ချုပ်နေတာကရှေ့ကထွက်တဲ့ဖောက်ပြန်မှုပေါ်မှာလှစ်ထွက်နေတဲ့အာယုန်တွေကအကျိုးတရားအဲ့ဒီအကျိုးတရားကိုလိုက်တတ်တော့မရဘူးအဲ့တော့တစ်ချိန်မှာအဲ့ဒီစကားပြောတဲ့စိတ်တွေလည်းချုပ်ငိမ့်သွားတယ်ဒီပေါ်မှာတော့အကြောင်းလုပ်တဲ့စိတ်ကလေးလည်းချုပ်ငိမ့်ပြီးတော့ဖြစ်နေတာလေးကိုသွားလှည့်မြင်လိုက်တော့ဩဒီချုပ်နေတာကအမှန်ပဲဒီချုပ်နေတာလေးကအကြောင်းတရားချုပ်နေတာဟိုမှာရှေ့မှာဖောက်ပြန်ဖော်ပြမြင်တွေ့နေရတာလေးတွေကလှစ်နဲ့ထွက်နေတာလေးတွေကအကျိုးတရားဒီအကျိုးတရားကြီးကငါပယ်လို့တက်လို့မရဘူးနောက်ကထွက်နေတဲ့အကြောင်းတရားကိုသာငြိမ်းအောင်ထားရမှာပါလားဆိုအချုပ်မှုလေးပေါ်မှာမျက်မှောက်ပြုပြီးတော့နေတယ်နောက်တော့ဒီချုပ်မှုလေးကလွတ်သွားလိုက်မလွတ်သွားလိုက်ဖြစ်သွားတဲ့အခါကျတော့မှဒီချုပ်တာဘယ်သူကချုပ်တာလဲပြန်ကြည့်တဲ့အခါကျတော့ကိုယ့်ဘက်ကအယူဝါသွားချုပ်ထားတာ哦ချုပ်တာကအကြောင်းတရားချုပ်တာကသူ့ဟာသူခြုံငိမ့်နေတဲ့သဘောရှိတယ်အဲ့ဒီအကြောင်းတရားချုပ်တဲ့ပုံမှာချုပ်ပါလားလို့ချုပ်နေပါလားလို့သွားသိနေတဲ့သိမှုတွေကအပူဖြစ်နေတယ်ရှေ့မှာပေါ်ပြနေတဲ့အကြည်ရုပ်ကထိုင်ထားတော့ကြည်နေတယ်အဲ့ဒီအကြည်ကသူ့သဘောတရားပေါ်ပြနေတယ်ကိုယ့်ရဲ့စိတ်ကဒီသိမှုကဒါအကြည်ပါလားလို့သွားသိနေတာလေးကအပူဖြစ်နေတယ်အဲ့တော့အဲ့ချုပ်မှုလေးပေါ်မှာချုပ်ပါလားလို့သိတဲ့အတီလေးလဲခွာလိုက်ရောသူ့ဟာသူပကတိတည်နေတဲ့အကြည်တိုင်းလေးမှာချုပ်တဲ့တိုင်းလေးမှာဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့ရှေ့ကထွက်နေတဲ့ဒီအာယုံလေးတွေနဲ့ဒီသူ့ဟာသူချုပ်တယ်လို့တင်ညာမပေးဘဲနဲ့ပကတိကြည်နေတဲ့ဗလာတိုင်းလေးနဲ့သွားတွေ့တယ်အဲ့ဒါလေးကိုသူ့ဟာသူတည်နေတဲ့တည်မှုတွေကဝိညာဉ်ရှေ့ရထွက်နေတဲ့ဟာလေးကဒါသင်္ခါရပဲလို့သွားယူတယ်ယူတော့တခါပြန်လဲပြန်တယ်ဒီသိမှုလေးသွားသိလိုက်တဲ့အတွက်သိမှုလေးမှာအကြည်လို့သွားသိလိုက်ရင်အဲ့အကြည်ထဲမှာပုံရိပ်တွေပြန်ပေါ်တယ်ပုံရိပ်တွေပြန်ပေါ်တော့အဲ့ဒီပုံမှာပညာတွေထွက်ဝေဒနာတွေဖြစ်တခါပြန်လဲသွားတယ်အဲ့တော့အဲ့ဒါလေးကိုတိကျကျူးတစိုက်လေးနဲ့ပြန်သိမ့်တင်ပြီးတော့ခုနဖြစ်နေတဲ့အကြည်တိုင်းထားတာနောက်ကချုပ်တဲ့အတိုင်းလေးထားပြီးတော့ကြည့်တဲ့အခါကျတော့ကိုယ့်ရဲ့အယူကိုပြန်လှည့်မြင်သွားတယ်။ဩဒီရှိရထွက်တာတွေကိုဒါတွေကသူသင်္ခါရမှာမဟုတ်တာ။ तू ကအကျိုးတရားကြီးသင်္ခါရဆိုတဲ့သဘောတရားဟာသူ့ဟာသူဖောက်ပြန်ပြောင်းလဲပြီးတော့သူ့ဟာသူဖြစ်ပေါ်နေတာတွေဟာသူအကြောင်းနဲ့ကြိုလဲပတ်နေတာတွေကဒါသင်္ခါရပဲ။ဒီငါတွေ့နေရတဲ့အခုရှုစိတ်ထဲမှာတွေ့နေရတဲ့ဖြစ်ပေါ်နေတာတွေကဒါသင်္ခါရလို့ယူထားတာငါမှားနေပါလား။ဒါသိတာကတော့ဘယ်သူကသိတာလဲ။သိတာကရောငါသိတာလားဒီသိမှုသဘောဟာဒီပေါက်ပြန်မှုတွေရှိတဲ့အတွက်သိနေရတဲ့ဥစ္စာကိုကသိမှုလို့သွားယူထားတာကလည်းအမှားကြီးဖြစ်နေတယ်သူကသူပဂတိဒီယုံမှာရှိတယ်ယုံမှာရှိတဲ့ယုံပေါက်ပြန်မှုတွေရှိတယ်အကြည်ရှိတယ်အကြည်ရှိလို့သိနေရတယ်ဒီဟာတွေကသူကသူသိတတ်တဲ့သဘောတွေပါလားလို့ပိုင်းလိုက်ရောသိမှုနဲ့သူကသူသိတဲ့သိမှုမပါဘဲနဲ့သူကသူသိတဲ့အသိအကြည်နဲ့သူကသူကြည်တဲ့အကြည်နဲ့အကြည်လို့မပါဘဲနဲ့ကြည်တဲ့အကြည်နဲ့ကိုကသွားပြီးတော့သိတဲ့အကြည်နဲ့အကုန်လုံးပိုင်းခြားပြီးတော့လဲသိလိုက်ကောအကုန်ရက်ပြီးတော့တခါတည်းကိုဗလာဖြစ်သွားတယ်အဲ့ဒီနေရာမှာသိတဲ့အသိမှုလေးတစ်ခုကအကုန်ပျောက်သွားပြီးတော့ဟိုးဝေဒနာထိကိုတတွဲလုံးဒီဟာကသင်္ခါရငါအကြောင်းသွားလို့တော့ဒီမှာသိမှုသွားဖြစ်တယ်ဒီသိမှုလေးဖြစ်တဲ့အတွက်ဒီသိမှုလေးကိုအကြည်လို့သွားသိဝေဒနာလို့သွားသိသမျှဟာနာယုတ်တွေဖြစ်နေတယ်အဲ့ဒီနာယုတ်ရှိတဲ့အတွက်ဒီနာယုတ်ရှိတဲ့အတွက်ဒီမှာအကြည်တုံးဆိုတာပေါ်လာရတယ်ဒီအကြည်ပေါ်လာရဲ့အတွက်ဒီပေါ်မှာဖြစ်လာရတဲ့အာယုန်တွေထွက်တယ်ဒီအာယုန်တွေထွက်တော့ဒီအာယုန်တွေထွက်တဲ့အတွက်ဝေဒနာဆိုတာဖြစ်လာရပါလားဆိုပြီးတော့ကိုရှုနေခဲ့ဟာတွေဝေဒနာတွေကိုနင်းကြုံရှုခဲ့တာတွေဖတ်တာဆိုပြီးတော့အာယုံဆိုပြီးတော့လိုက်ခဲ့တာတွေတခါတည်းအကုန်အမှားတွေကိုတဒန်းကြီးမြင်လိုက်သလိုပတိလုံးကြီးကနေပြီးတော့ကက်ကြီးနဲ့ဖြတ်ချလိုက်သလိုတခါတည်းကိုအကုန်ကုန်သွားတယ်တလဟောတကယ်တခါတည်းကိုရှုခဲ့တဲ့အမှားတွေအကုန်လုံးပြန်မြင်ပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ကိုရေတောက်မြစ်ကစတွေးလိုက်သလိုပေါ့ဒီတိတာလေးကိုမတိရင်မောဟဖြစ်သွားတယ်အဲ့တိတာလေးကိုညံတူးလေးပေါ့ဒီညံလေးကိုဗလာလေးကိုမသိရင်ဒီဗလာတိုင်းလေးကိုထားတာတွေက
ဒီပေါ်မှာသွားပြီးတော့ဗလာလို့သွားတိလိုက်ရင်သင်္ခါရဖြစ်ပြီသင်္ခါရဖြစ်ရင်ဗလာလို့သွားတိတဲ့အတိမှုဖြစ်ပြီဗလာလို့တိတဲ့အတိမှုဖြစ်ရင်အဲ့ဒီဗလာထဲမှာတခါတည်းဗလာဆိုတဲ့နာမ်ရုပ်တွေတိတယ်ဆိုတဲ့နာမ်ရုပ်တွေဖြစ်လာရတယ်နာမ်ရုပ်တွေဖြစ်လာတော့အဲ့ဒီပေါ်မှာအကြည်တုံးကြီးပေါ်လာတယ်အဲ့ဒီအကြည်တုံးမှာဖောက်ပြန်မှုတွေပေါ်လာတယ်ဖောက်ပြန်မှုပေါ်တော့အာယုန်တွေပေါ်လာတယ်အာယုန်တွေပေါ်လာတော့ဝေဒနာတွေပေါ်လာတယ်ဝေဒနာတွေပေါ်လာတော့အဲ့မှာမခံကျင်တဲ့လောဘဒေါသတွေဖြစ်တာလောဘဒေါသဖြစ်တဲ့စိတ်တွေကအဝေးကြံခဲ့ဝေဒနာကိုတစ်ဆင့်မြင်တယ်ဝေဒနာဖြစ်ကြောင်းဖတ်တာကိုမြင်တယ်ဖတ်တာဖြစ်ကြောင်းဒီအကြည်ကိုသွားမြင်တယ်အကြည်ဖြစ်ကြောင်းဒီပေါ်မှာသွားပြီးတော့ဒီတိမှုထဲမှာဗလာလို့တိတဲ့စိတ်ဝေဒနာလို့တိတဲ့စိတ်တိလိုက်တိုင်းမှာနာမ်ရုပ်တွေဖြစ်နေအဲ့နာမ်ရုပ်တွေဖြစ်တော့ဘာကြောင့်ဖြစ်တယ်လဲသွားတိလို့ဖြစ်တယ်ဘာလို့သွားတိရတာလဲကိုကတိကျင်တဲ့စေတနာနဲ့သွားပြီးတော့လှုပ်တဲ့အကြောင်းကြောင့်သင်္ခါရကြောင့်တိမှုဖြစ်ရတယ်ဘာလို့သွားတိတာလဲအကြောင်းသွားလို့ဘာလို့အကြောင်းလှုပ်တာလဲဩဒီဗလာလေးကိုအတိုင်းလေးကိုရှိနေတာကိုငါမတွေ့ပါလားလို့ရက်သွားတယ်အဲ့မှာတစ်ခုပဲနော်ကြည်တာတော့တစိမ့်သေးပဲတွေ့သွားတယ်တခါတည်းကိုဒီဘာမှမရှိတော့ဘူးရုပ်ပြောက်နံပြောက်အကုန်ပြောက်နေတဲ့ဗလာတိုင်းထီကိုတီလိုက်ရောဒါနောက်မှဆင်ကျင်တာပါဒါကဝိဇ္ဇာညာဒီဝိဇ္ဇာဒီအတိကိုမသိတဲ့အတွက်အဝိဇ္ဇာဖြစ်သွားတယ်အဝိဇ္ဇာဖြစ်လို့စေတနာပေါ်တယ်စေတနာပေါ်လို့တိမှုပေါ်တယ်တိမှုပေါ်လို့နာမ်ရုပ်ပေါ်တယ်နာမ်ရုပ်ပေါ်လို့အကြည်ပေါ်တယ်အကြည်ပေါ်လို့ဖောက်ပြန်မှုတွေပေါ်တယ်ဖောက်ပြန်မှုပေါ်တဲ့အတွက်အာယုန်တွေထွက်ရတယ်အာယုန်တွေထွက်တဲ့အတွက်ဝေဒနာပေါ်ရတယ်ဝေဒနာပေါ်ရတဲ့အတွက်လောဘဒေါသမောဟတွေလိုက်ရတယ်ဆိုတဲ့တတွဲကြီးလုံးကိုတခါတည်းကိုညံထဲမှာရှင်းလင်းတွေ့လိုက်ရတယ်လို့ကက်ကြီးနဲ့ဖြတ်ချရတယ်လို့အကုန်ပြတ်ထွက်သွားပြီးရုပ်ဟာတခါတည်းကိုတီးပြီးတော့ကြံခဲ့ပြီးတော့ရင်ထဲမှာလက်နဲ့တခါတည်းဖြစ်လာတော့အဲ့ဒီလက်ကိုတခါတည်းသူဆုံးအောင်ကြည့်တယ်ကောဘာတွေသွားတွေ့လဲဆိုကိုဆွဲခဲ့တဲ့ဆွဲတွေလောကထဲမှာဆွဲခဲ့တဲ့ဆွဲကတ်ခဲ့တဲ့ဆွဲတဏှာနဲ့တိမ့်ပိုက်ပြီးတော့ငါ့ကိုငါဟာလို့လှုပ်ထားတဲ့အဆွဲဒီအဆွဲတွေအကုန်လုံးဟာမြင်ပြီးတော့တခါတည်းကိုဥလိုက်သေးလိုက်ကုန်ကိုတာအဲ့ဒီဟာကိုတွေ့ရောတခါတည်းကိုဒီရှာတာကတ်เสียတီးเสียရုပ်ကိုရှာလည်းမတွေ့ကတ်เสียတီးเสียနာမ်ကိုရှာလည်းမတွေ့တော့ဒီစိတ်ကလေးကဝမ်းနဲ့ပလက်သူလည်းချုပ်သွားရောပကတိတိုင်းနေပဲငုတ်တုတ်လေးကြံခဲ့တယ်ငုတ်တုတ်တော်မှာသူ့ဟာသူထိုင်ရဲ့တိုင်းလေးမှာဖောက်ပြန်နေတဲ့သဘောတွေရှိတယ်ခန္ဓာ၅ပါးသူ့ဟာသူအရှိတရားတိုင်းကြံခဲ့တာကိုသွားတွေ့တယ်အဲဆိုလိုတာကဦးစင်းဘာဖြစ်လို့ဒါကိုပြောပြတယ်လဲဆိုတော့မိမိတို့တွေရှုကြတယ်တရားကိုရှာကြတယ်ဝေဒနာတွေ့တယ်ဝေဒနာလိုက်မဆုံးတာကိုသိပါတင်ညာတွေ့တင်ညာလိုက်မဆုံးတာကိုသိအာယုံထွက်တာလိုက်မဆုံးတာကိုသိမဆုံးတာကိုသိမှဒီဟာကြီးကိုဉာဏ်လေးနဲ့ဆင်ခြင်တော့မှအဲ့ဒီအဖြစ်ကြောင်းလေးတွေကိုဉာဏ်ကနေပြီးတော့သူ့ရဲ့အသီးကနေခုနပြောခဲ့တဲ့တရားတိဥပမာလို့အသီးကိုကြည့်တော့အသီးကိုချွေလို့မရဘူးဒီအသီးကအညာမှာတွဲတော့အညာကိုဖြုတ်အညာဖြုတ်ပေမဲ့လို့ဒီအသီးထက်သီးပြန်တယ်သီးပြန်တော့ဂိုင်းကိုတွေ့တော့ဂိုင်းကချိုင်းဂိုင်းဖြုတ်လိုက်တော့တရားသီးကဆက်သီးပြန်တယ်ဘာလို့သီးတာလဲပင်စီရှိလို့ပင်စီရှိတော့ပင်စီကနေပြီးတော့ဖြုတ်ပြန်သီးပြန်တယ်ဘာလို့သီးလဲရေတောက်မြစ်ရှိလို့ဆိုရေတောက်မြစ်ကနေဖြုတ်လိုက်တော့အပင်ကြီးလည်းတိမ်သွားတယ်သီးစရာမရှိဘူးဒါဖြစ်ရင်သူ့ရဲ့ဖြစ်ကြောင်းကိုပြန်အနုလုံပြိလုံပြန်ဆင်ခြင်းရေတောက်မြစ်ရှိလို့ပင်စီရှိတယ်ပင်စီရှိလို့ဂိုင်းထွက်တယ်ဂိုင်းထွက်လို့အညာထွက်တယ်အညာထွက်လို့တရားသီးသီးရတယ်အဲ့လိုပဲခန္ဓာမှာဥစဉ်တွေ့တာတော့သူ့အကြောင်းနဲ့အကျိုးလဲပတ်နေတယ်ဘသူမှအပြစ်တင်လို့မရဘူးဝေနာကိုတော့အပြစ်တင်လို့လည်းမရဘူးတင်ညာကိုတော့အပြစ်တင်လို့လည်းမရဘူးဒီယုတ်ကြီးကိုတော့အပြစ်တင်လို့လည်းမရဘူးသင်္ခါရထွက်တဲ့စိတ်ကိုတော့အပြစ်တင်လို့လည်းမရဘူးအာယုန်တွေထွက်တာကိုအပြစ်တင်လို့လည်းမရဘူးအဲ့တော့တစ်ခုနဲ့တစ်ခုဟာအကြောင်းကျိုးလဲပတ်နေအဲ့တော့ဒီယုတ်ကြီးကနေထောင်ပန်းလိုက်တော့ဝေနာတွေတွေ့တယ်ဝေနာတွေ့တော့ဝေနာရှုမကုန်တင်ညာတွေ့တယ်တင်ညာထွက်ပြီးတော့တင်ညာကနေဖြုတ်လိုက်တော့စကားဒီတိမှုဒီတတ်မှတ်ချက်လေးမရှိရင်ဝေနာမဖြစ်ဘူးဆိုတော့တင်ညာကိုသိမ့်တယ်ဝေနာတော့ခဏချုပ်တာပေါ့ဒါပေမဲ့ပြန်ဖြစ်ပြန်တယ်အဲ့တော့အကြောင်းလို့ဆိုအကြောင်းလို့တာတွေပြန်သိမ့်တယ်ခဏချုပ်တယ်ပြန်ထွက်တယ်ဒီအကြောင်းလို့တာကဘာလို့ထွက်တာလဲအာယုံဆိုတဲ့ဖတ်တတ်ကြောင့်တော့ဖြစ်တယ်အဲ့တော့အာယုံထွက်တာတွေကိုတော့သိမ့်တယ်သိမ့်တော့ဒီအာယုံကြောင့်ထွက်ပါလားလို့အာယုံသိမ့်တော့အာယုံနဲ့ဆက်နေတယ်အာယုံကြောင့်ဖြစ်တဲ့သင်္ခါရဝင်ဒီတင်ညာဝေဒနာကအတွဲလိုက်ပါတော့ဒီအာယုံမထွက်အောင်လုပ်တော့အာယုံကအကျိုးတရားပြန်ဖြစ်ပြန်တယ်ဒီအာယုံကဂိုင်းနဲ့တူတာကိုဒီဂိုင်းကိုခြိုင်လို့လည်းမရပြန်အဲ့တော့ပြန်ထွက်နေတော့ဒီအာယုံကဘာကြောင့်ဖြစ်တော့ပင်စီဆိုတဲ့ဒီခန္ဓာကိုယ်ကြီးရှိနေတော့ဒီ
ဒီခန္ဓာကိုယ်ပေါက်ပြန်မှုအကြည်ရှိတဲ့အတွက်ဒါတွေထွက်ရပါလားဆိုတော့အကြည်ကိုတွေ့ပြန်တယ်ဒီအကြည်တွေ့တော့ဒီအကြည်ကနေတစ်ခါပြန်လိုက်တဲ့ခါကျတော့ဒီအကြည်ကိုသွားတွေ့နေတယ်သိမှုကြောင့်သိမှုဘာကြောင့်ဖြစ်တယ်လဲစေနာရောက်လို့စေနာဘာလို့ရောက်တယ်လဲမသိမှုကြောင့်ဆိုတဲ့အောက်ကရေတောက်မြစ်ကိုဖုံးအုပ်ထားတဲ့ရေတောက်မြစ်ကိုသွားတွေ့တော့မှပရိစ္ဆေသမုပ္ပါဒ်တွဲလုံးတစ်ခါတည်းကိုပြုတ်ကျသွားတယ်လို့လွတ်သွားတာအဲ့တော့နောက်ထိုင်နေထိုင်တော့ဒီတိုင်းမငုတ်တော့ပဲနောက်တော့ဘာတွေ့လာတယ်လဲရုပ်ကနေအပြက်လွတ်တယ်နာကလည်းဒီသိမှုကနေလွတ်သွားမှန်သိတယ်သို့တော့ဘာလို့သွားတွေ့တယ်လဲဆိုတော့ဆက်သွားမယ်ယောဂီတွေအတွက်ထိုင်နေကိုယ့်ယုတ်ကြီးကိုပြန်မြင်နေရတယ်ရှေ့ကနေတရားဟောတဲ့ဥကေတန်ဟောကြားတယ်ကြားတဲ့အတန်ကြားပေမဲ့လို့အတွင်းထဲမှာဘာပေါ်လာဥကေပုံရည်ကြီးပေါ်လာကြားတဲ့အတန်ကနေပေါ်လိုက်ရင်ဒီရင်ထဲမှာအာယုန်တွေပေါ်လာနှာခေါင်းကနေနတ်နဲ့အနံကနေထောက်လိုက်ရင်ရင်ထဲမှာဒီနံနဲ့စပယ်ပန်းနဲ့ဗာနဲ့အကုန်လုံးပုံရိပ်တွေပေါ်လာဟာဘလို့ဖြစ်တာလဲဒီပုံတွေကလည်းရှိနေတော့မှလားအဲ့တော့ကြားတဲ့အတန်ကြားရင်ထဲမှာပုံပေါ်မြင်တဲ့အစင်းမြင်ရင်ထဲမှာပုံပေါ်ဒီဖောက်ပြန်မှုကိုကြည့်လိုက်ရင်ဒီယုတ်ကြီးပြန်ပေါ်အဲ့တော့ပေါ်နေတဲ့အာယုန်တွေကဘလို့ချုပ်ရမလဲမသိတော့အဲ့တဆင့်ကြတော့ဒီအာယုန်တွေပေါ်မှာသူခံစားတော့တာအဲ့အာယုန်ပေါ်တိုင်းမှာခံစားပြီးအာယုန်ပေါ်တိုင်းမှာခံစားပြီးဝေဒနာမလွတ်ပြန်ဒါနော်ဝေဒနာတစ်ခုနဲ့တစ်ခုမျိုးတော့မတူကြပါဘူးကိုရောက်တဲ့ဝေဒနာလေးမှာသွားမဆွဲနဲ့အဲ့တော့မှဒီပုံရိပ်ကိုဒါတော့ဟောလက်စားနဲ့စားတော့ကြာအဲ့တော့ဒီပုံရိပ်ကိုဘယ်လိုဖြောက်မလဲကြည့်လိုက်တဲ့အခါကျတော့ဘာလို့သွားတွေ့လဲဆိုတော့ဒီပုံရိပ်ဖြစ်ကြောင်းကိုပြန်ကြည့်တာပေါ့ငါမျက်စိလုံးကနေပြီးတော့မြင်တဲ့အစင်းလေးကိုရှေ့ကနေမြင်နေရတဲ့ဒါဥကေပုံပဲဖြစ်ဖြစ်ဥကေပုံလေးကိုရင်ထဲကိုထည့်ထားကြည့်တယ်ဒီဘယ်ပေါက်ကနေဝင်ပြီးရင်ထဲကိုရောက်နေတာလဲနောက်ပေါက်ကကြားတဲ့အတန်လေးကနေဒီပုံကြီးကဘာလို့ရင်ထဲကိုဒီပေါက်သေးသေးလေးကနေရင်ထဲကိုဘာလို့ရောက်နေတာလဲကြံပန်တွေးတာပေါ့အဲ့တော့ဒီပုံရိပ်တွေဘာကြောင့်ဖြစ်တာလဲလို့ကြည့်လိုက်တဲ့အခါကျပုံရိပ်တွေလိုက်ရှုတယ်ဖြတ်တယ်32ကွာတာနဲ့ဖြတ်မရဘူးခန္ဓာ၅ပါးနဲ့ဖြတ်မရဘူးမရတော့ဒီပုံရိပ်တွေကဆက်ရှိနေတော့ဘာလို့သွားတည်ဆိုတော့ဒီပုံရိပ်ဖြစ်တာဘာလို့ဖြစ်တာလဲဆိုတော့နားနဲ့အတန်နဲ့တိုက်ဆဲလေးကိုမသိလို့ကြားဆဲလေးကနေပြီးတော့ပုံရိပ်တွေဖွာကနေပေါ်သွားတာမြင်ဆဲလေးကနေပုံရိပ်တွေဖွာကနေရင်ထဲမှာလာပေါ်အဲ့တော့ထိဆဲလေးကနေပြီးတော့မသိတဲ့အတွက်ရင်ထဲမှာဖွာကနေပေါ်လာတော့အဲ့ထိတာတိတာကြားတာတတိထားပြီးတော့ရှုတယ်ရှုပေမဲ့လို့ဒီပုံရိပ်တွေကပြန်ပေါ်လာနောက်တော့မှဘာကိုပြန်လှည့်မြင်လဲဆိုတော့တူတူပြောရရင်ဥမာပေါ့ယောဂီတို့ဒီလက်ဝါးတစ်ဖက်မှာလည်းအတန်မရှိဘူးဒီမှာလည်းအတန်မရှိဘူးဒီနှစ်ခုမတိုက်ခင်မှာဘာတန်မှမရှိပါဘူးဒီနှစ်ခုတိုက်လိုက်တော့မှအတန်ဖြစ်လာဒီနှစ်ခုတိုက်လိုက်တော့မှအတန်ဖြစ်လာအဲ့တော့ဒီတိုက်ဆဲမှာမရှိခင်မတိုက်ခင်မှာမရှိတာရယ်တိုက်ပြီးတော့သူ့ဟာသူပျောက်သွားတာရယ်မတိုက်ခင်မှာလည်းမရှိမနေဘူးတိုက်ပြီးတော့လည်းသူ့ဟာသူချုပ်သွားတယ်ဗလာလေးကိုပြန်လှည့်မြင်လိုက်တော့မတိုက်ခင်မှာရှိမှမရှိနေတာမရှိတာကြီးကိုငါသွားရှာနေတာအမှားပဲဆိုအဲ့မရှိတာလေးကိုသွားတွေ့လိုက်တော့မှရင်ထဲရရှိတဲ့ပုံရိပ်တွေအကုန်ပျောက်ထွက်သွားပြီးတော့တခါတည်းလေးပျော်လိုက်တာဘလို့ပျော်လို့ပြန်ငါအယူပျောက်ပြီးလို့တော့ဖုံကိုရှောက်မိတယ်အယူပျောက်သွားပြီးတခါတည်းချိန်မတိလက်မတိကိုပျော်ရတယ်ဗလာဖြစ်သွားတယ်ကိုယ်ရင်ထဲကပုံရိပ်တွေဗလာဖြစ်သွားတော့တိုက်မြင်ကြားရင်ထဲမှာပုံမရှိဘူးမခံစားမိဘူးအဲ့လိုနေတတ်သွားတော့ခါကြတော့မှဒီပုံရိပ်ဟာဒီလိုတိုက်ဆဲမှလည်းမရှိဘူးတိုက်ပြီးတော့လည်းရှိတာမှမဟုတ်တာအခုရှုတယ်ဆိုတာမိမိတို့နောက်ပိုင်းကျရင်သိလာလိမ့်မယ်တိုက်တဲ့ဟာကြီးကိုမိမိတို့လိုက်နေကြတာတိုက်ဆဲဖြစ်လာတဲ့ဖြစ်တဲ့သဘောတွေကိုလိုက်တယ်ဖြစ်တဲ့သဘောဖြစ်လာတော့မှလိုက်တာဒီဒါအဆုံးနေပြီဖြစ်ပြီဆိုကြတဲ့ကလိုက်ရင်ရှေ့ကိုဆုံးနေပြီဖြစ်ပြီဆိုကြတဲ့ကသူကရှုတော့မယ်လေရှုပြီးတခါတည်းဖြစ်တာကြီးကိုလိုက်မဆုံးတော့မဖြစ်ခင်လေးကဘာမှမရှိတာလေးနဲ့နေလိုက်ရင်ဖြစ်တာလဲလိုက်ဆရာမလို့ဒါကကြတော့နောက်ပိုင်းကျရင်တော့မိမိတို့သဘောပေါက်သွားပါလိမ့်မယ်ဒါကြောင့်တရားတွေဒီမိမိတို့ရှုတယ်ဆိုတာအကြောင်းကျိုးထောက်ပြီးတော့ရှုရင်ပရိစ္ဆေသမုပ္ပါဒ်ကိုသဘောပေါက်ရင်မိမိတို့အတွက်တတ်တာပါတယ်ဝေဒနာကြီးကြုံလိုက်ပြီးတော့မဲတင်ပြီးတော့မထားနဲ့ဖြစ်တာဒီဇောတွေကြောင့်ဇောတွေဘာကြောင့်ဖြစ်တယ်ကိုယ့်ရဲ့လိုချင်ခြင်းမလိုချင်ခြင်းကြောင့်အဲ့ဒါကြောင့်မိမိတို့တွေတထိုင်ထိုင်တိုင်းမှာတတိနဲ့အတိနဲ့ဉာဏ်နဲ့ရှင်ပြီးတော့စီစစ်လေးနဲ့တရားကိုအားထုတ်ကြပါလို့တိုက်တွန်းရင်းနဲ့
ပရိကံယူကြရအောင်အားလုံးလက်အုပ်ကြည်နမောတတ္တ3ကြိမ်ဆိုကြရအောင်